လူလောကမှာသဘောကောင်းတယ်ဆိုတာဟာအင်မတန်မင်္ဂလာရှိသောတရားစိတ်နေစိတ်ရင်းကောင်းပြီးတော့မေတ္တာတရားရှိမှသဘောကောင်းကြတာအဲ့တော့အဲ့ဒီသဘောကောင်းတဲ့သူတွေပဲလောကထဲမှာခံရတဲ့သူတွေဖြစ်နေတတ်တယ်အဲ့တော့ဒီလိုပြောလို့ဒါအစိုးဘက်ကနေကြည့်ပြီးပြောတယ်လို့ပြောတာမဟုတ်ဘူးအဲ့လိုမထင်လိုက်နဲ့အမှန်တရားကိုကိုယ်ပတ်ဝန်းကျင်မှာသေချာကြည့်လိုက်ကြသဘောကောင်းတဲ့သူတွေခံဘက်ကကြည့်ပဲအဲ့တော့အဲ့ဒီသဘောကောင်းတဲ့သူတွေကလည်းကြည့်လိုက်အောင်သူတို့စိတ်ပြတ်သလားသူ့ပင်ကိုယ်တဘာဝကိုကသဘောကောင်းတတ်တဲ့သူလေပင်ကိုယ်တဘာဝကိုကမေတ္တာကြီးတဲ့သူဖြစ်နေတော့သူကတော့ကောင်းနေမှာပဲခံရလဲပြုံးပြုံးပဲဒီလေဘာတတ်နိုင်မှလဲအဲ့လိုမျိုးလေးတွေပြောတဲ့သူတွေအများကြီးတွေ့ဘူးတယ်ဘာတတ်နိုင်မှလဲအဲ့လိုလေးတွေနဲ့နေကြရတာအဲ့တော့သဘောကောင်းတဲ့သူတွေကတားကောင်းတွေလို့ဖြစ်နေအမှန်သူတို့တွေကအင်မတန်မှချစ်ဖို့ကောင်းပြီးတော့အင်မတန်မှရှားပါတော့